滴每滴高中你ဩဇာရွှေ滴每滴高中你ဩဇာရေရတာကြည်နူးစရာတို့တောင်သူစပါးဆိုင်ခင်းနေရွှေအောင်စပါးတွေဝင်လို့ဝါရွှေ滴每滴高中你ဩဇာရွှေ滴每滴高中你ဩဇာအရေးသွေးမှာတကယ်ကောင်းတာသီးနှံနေအထွက်တို့လို့ရာသီဥတုပိုးမွားတန်ခဏရွှေ滴每滴အကောင်းဆုံးမြေဩဇာရွှေ滴每滴အကောင်းဆုံးမြေဩဇာအပင်တန်ကားစပါးထွက်တို့ကိုပျက်စီးနေတဲ့မြေစီလွှာပြောစမ်းပါအောင်ဗျာရွှေ滴ဒိုးလို့မိုက်နဲ့ဂျပန်လေးကိုသုံးလိုက်ပါသုံးပြီဗျာရွှေ滴ကောင်းချက်ကတော့လက်တွေ့ပဲဗျို့95အစင်အားထားတော့ပဲမျိုးစုံကအထွက်တိုးမှာ95အစင်အားထားတော့ပဲမျိုးစုံကအထွက်တိုးမှာတောင်သူအားထားဂျုံပြောင်းစပါးကရွှေသီးငွေသီး15ပတ်လေတောင်သူအားထားဂျုံပြောင်းစပါးကရွှေသီးငွေသီး18ပတ်လေကြိုက်ပြီဗျအခုပဲသုံးပြီကြိုက်ပြီဗျအခုပဲသုံးပြီသီးနှံနေအထွက်တိုးလို့တောင်သူတွေပြုံးလို့ပြောကြမာရွှေ滴每滴အကောင်းဆုံးမြေဩဇ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 ာ